MTV ထွက်တဲ့အချိန်ကလွန်ခဲ့တဲ့ဆက်ဘယ်နှစ်ရှိပါလဲ2000ဆိုတော့2006ဆိုတော့ကြတော့16နှစ်လောက်ရှိနေပြီဆိုတော့ကြတော့လေသူကတော့အကုန်လုံးသဘောထားလဲချီရယ်ဟိုကိုယ်လည်းအကုန်လုံးနားလည်ပေးရလူပါဟုတ်အိမ်အောင်ရှင်ဘွားနဲ့ဒီသမီးစားဘွားတော့ကွာတာပေါ့နော်စိတ်ဆိုးတာစိတ်ကောက်တာဆိုပြီးသွားလို့ရှိရင်လည်းဘာမှမလုပ်လို့မရတာဆိုဟို Facebook ထဲမှာစိတ်ဆိုးလို့စိတ်ကောက်လို့ unfriend လုပ်တယ် block တယ်ဆိုတော့မှအိမ်မှာငုတ်ထုတ်ကြည့်နေရဆိုတော့လေဟိုအရန်တော့အများကြီးတော့တီးခံရတာပေါ့နော်တွေနဲ့ကဝေးကွာသွားကြာပြီပေါ့နော်ပြန်ဆောင်တော့ဟိုဝမ်းသာပါတယ်ဘယ်လိုရွေးချယ်ပြခဲ့ရလဲဆိုတော့ကိုယ့်ပုံမှာကောင်းတယ်ပေါ့နော်ကိုယ့်ပုံမှာကောင်းတယ်ပြီးတော့သူနဲ့ကတိတ်အများကြီးညှိစရာမလိုဘူးပေါ့ပြီးရင်ကိုယ့်သူ့ရဲ့ဒီ first priority အနေနဲ့ထားရပေါ့နော်ဟိုအဲ့အားလေးအကြောင်းပေါ့ဟိုသူနဲ့စကားပြောကြည့်တဲ့အချိန်မှာကိုနဲ့အစင်လေးပြေခီးလေးကြိုက်တယ်ပေါ့နော်ဟုတ်အဲ့လိုပြောလို့ရပါတယ်အချိန်ကအရင်မကြာလိုက်ဘူးပေါ့နော်ဟိုဘယ်လိုခေါ်မလဲလူနှစ်ယောက်ကတွေးရခေါ်တဲ့ပုံစံတို့ဘာလို့တွေကဟိုခီးကြိုက်တယ်လို့ပြောလို့ရအောင်ပေါ့နော်ဟိုဒါပေမဲ့လူဒီဇိုင်းနှစ်ယောက်ကတော့အဲ့လိုမျိုးအမြဲတမ်းတော့ဟို100 ရာခိုင်နှုန်းတော့လည်းထပ်တူမကြောက်ဘူးပေါ့နော်တချို့နေရာလေးမှာတော့ဟိုသဘောထားကွဲလဲတာလေးဟိုအမြင်မတူတာလေးတွေတော့ရှိပါတယ်ဒါပေမဲ့အနည်းဆက်ဆုံးတော့ဟိုဘယ်လိုခေါ်မလဲအရန်ဟိုစီညှိလို့ရတယ်ဟိုအတွေးခေါ်တူရဲ့ဟိုရှူတောင်းတစ်ခုကနေကြည့်ရတာမျိုးကနီးစပ်ဆုံးတော့တူရဲလို့ပြောလို့ရအောင်ပေါ့နော်ဟုတ်ဘယ်လိုဆုံတွေ့ခဲ့လဲအမှတ်တရဆိုတော့တငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှာတွေ့ရပါတော့ကိုရီနှစ်ယောက်ကတော့ Facebook ထဲမှာတော့ဟိုဟာတည်ရတော့ကြာပြီပေါ့နော်အပြင်မှာဆုံပြစ်တာတော့တငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှာဆုံပြစ်တာပါဟုတ် MTV ထွက်တဲ့အချိန်ကလွန်ခဲ့တဲ့ဆက်ဘယ်နှစ်ရှိပါလဲ2000ဆိုတော့2006ဆိုတော့ကြတော့ဟိုဘယ်လန်16နှစ်လောက်ရှိနေပြီဆိုတော့ကြတော့လေသူကတော့အကုန်လုံးသဘောထားလဲချီရယ်ဟိုကိုယ်လည်းအကုန်လုံးနားလည်ပေးရလူပါဟုတ်2014လောက်မှာဆရာဝန်ဒီစမကိုယူလိုက်ပြီးတော့ဒီအနုပညာလုပ်တွေကိုနားလိုက်တာပေါ့နော်ဟုတ်ဒီ billboard တို့ပါတော့ခစ်ပေါ့နော်အခုနောက်ပိုင်းကတော့ social media ဆိုတော့ social media ပေါ်မှာပဲဒီလို post တွေတင်တာမျိုးတချင်းလေးတွေပြန်လုပ်ဖို့အဲ့လိုမျိုးလေးရောလုပ်သွားဖို့အစီအစဉ်ရှိပါတယ်တစ်ဖက်ကလည်းဒီဘက်ကအလုပ်ကကြတော့ဟို professional ဟို career အဲ့ဒါဖြစ်နေတော့ဒီဘက်မှာလည်းweekend ဆိုလို့ရှိရင်ကလေးတွေနဲ့ play therapy ပေးနေရသေးတယ်ဆိုတော့ကြတော့မျှပြီးတော့လုပ်သွားမှာပေါ့နော်ဟုတ်ဟိုအိမ်အောင်ပြုတ်ထားပြီးတော့ဒီဟိုနောက်ထပ်နောက်နည်းနည်းကြာတော့မှာပဲစဉ်းစားမှာပါအခုလိုလောဆယ်တော့ဟိုနှစ်ယောက်တည်းပဲဟိုနေပြစ်သွားအောင်ပါဟုတ်အိမ်အောင်ရှင်ဘွားကတော့အရင်တော့အများကြီးပြောင်းလဲသွားတာမျိုးတော့မရှိပါဘူး။ तू ကကိုယ်နားလဲတဲ့လူဆိုတော့ကြတော့ကိုအရင်တိုင်းပဲနေရဲ့ပုံစံတိုင်းပဲလွတ်လပ်ပဲနေလို့တော့ရတယ်။ပြီးတော့လုပ်တွေပါရလည်းကို तू ကအကုန်လုံး support လုပ်တယ်ပေါ့နော်။ support လုပ်တယ်ဆိုတာအကုန်လုံးနားလဲပြီးရဲကြိုက်တာလုပ်လို့ရတယ်ပြောတာလုပ်လို့ရတယ်ဆိုတော့အရင်ပုံစံအတိုင်းပဲရှိမှာပေါ့နော်။ဟိုအိမ်အောင်တဲ့ဘွားကိုမျောလင့်ထားတာတော့ဟိုတယောက်နဲ့နည်းနားလဲမှုပိုရှိပြီးတော့အေးအေးချမ်းလေးတော့သွားချင်ပါတယ်ဟုတ်ကျေးဇူးတက်တန်းအမားတို့အခုဆိုရင်တော့တစ်နှစ်ခွဲလောက်ပဲရှိသေးရပါဟုတ်အိမ်အောင်ရှင်ဘွားနဲ့ဒီသမီးစားဘွားတော့ကွာတာပေါ့နော်စိတ်ဆိုးတာစိတ်ကောက်တာဆိုပြီးသွားလို့ရှိရင်လည်းဘာမှမလုပ်လို့မရတာဆိုဟို Facebook ထဲမှာစိတ်ဆိုးလို့စိတ်ကောက်လို့ unfriend လုပ်တယ် block တယ်ဆိုတော့မှအိမ်မှာငုတ်ထုတ်ကြည့်နေရဆိုတော့လေဟိုအရန်တော့အများကြီးတော့တီးခံရတာပေါ့နော်တယောက်နဲ့တယောက်ကဟိုနောက်ပြန်လှည့်လို့မရတဲ့ဟိုဒီရွေးချယ်မှုတစ်ခုနှစ်ယောက်လုံးသဘောတူညီစွာရွေးချယ်ထားတာဆိုတော့တောင်းတေးလေးတွေဆိုလို့ရှိရင်တော့လည်းခွန့်လွတ်လိုက်တယ်ပြီးရင်ဟိုသမီးစားဘွားဆိုလို့ရှိရင်တော့စိတ်ကောက်တယ်ဖုန်းမကင်ဘူးလုပ်လို့ရအောင်ပေါ့နော်ဒါပေမဲ့အိမ်အောင်တွေဘွားရောက်လာတဲ့ခါကျတော့တယောက်နဲ့ဟိုတိုင်ပင်စရာရှိရဲပြီးလို့ရှိရင်ဆွေးနွေးစရာရှိရဲစကားပြောစရာရှိရဲအဲ့တော့ကျတော့လေပြဿနာတွေအကုန်လုံးကမနေ့ကစကားများလဲဒီနေ့ကျတော့လေဟိုပြီးသွားတာဟောနော်ဟုတ်သူနဲ့ကိုနဲ့တူတဲ့အချက်ကကျတော့ကိုရီးယားအဲ့လိုမျိုးဟိုတငယ်ချင်းတွေကြားထဲမှာဖြစ်ဟိုအဖွဲ့လိုက်လောက်ရတာပဲဖြစ်တခုဆိုရှင်ကိုရီးယား planning လောက်ရတာကြိုက်တယ်ပေါ့နော်ဥဆောင်ပြီးတော့
အခုဟိုအဲ့လိုအစီအစဉ်တေချာဆွဲတာမျိုးအဲ့လိုမျိုးဆိုတော့ကိုကသူလည်းအလုပ်လုပ်တာတော်တယ်ပေါ့နော်ဟို comment ဖြစ်တဲ့ဟာတွေကတော့အများကြီးရှိမယ်အဲ့ဒီတစ်ချက်ကတော့လို့တော်တော်တူတယ်လို့ပြောလို့ရပါတယ်အဲ့ဒါတော့အခုလောလောဆယ်တော့မစင်စားသေးဘူးပေါ့နော်အခုလောလောဆယ်တော့2ယောက်တည်းပဲနေအောင်မယ်ကလေးယူလို့တော့မစင်စားထားသေးပါဘူး